နီချန်ဟာသမီးလေးကိုအိမ်မှာထားခဲ့ရလို့အလုပ်ကိစ္စနဲ့ထွက်မသွားနိုင်ဘူးလို့ပြောတယ်ဒါပေမဲ့ကွမ်ရင်ကအိမ်မှာယောက်ျားမရှိဘဲမိန်းမတစ်ယောက်ကစီးပွားရေးလုပ်နိုင်ပါမလားလို့မေးတဲ့အခါနီချန်ကမိန်းမတွေကလည်းကိုယ့်လက်ကိုယ်ကျွမ်းကျင်မှုနဲ့ကိုယ်တိုင်ရက်တည်နိုင်တယ်လို့မလျှော့တော့စိတ်တက်နဲ့ပြန်ပြောတယ်ကွမ်ရင်ကသူမရဲ့အထည်လိပ်လုပ်ငန်းကိုစမ်းတက်ဖို့အခွင့်အရေးပေးဖို့ကိုယ်တိုင်ချုပ်လုပ်ထားတဲ့အဝတ်အစားတစ်ထည်ကိုပြသတယ်အထည်ရဲ့ဒီဇိုင်းနဲ့ချုပ်ရိုးတွေကအရန်ကောင်းတာကြောင့်ကွမ်ရင်ကသူမရဲ့လက်ရာကိုသဘောကျပြီးအခွင့်အရေးပေးလိုက်တယ်ဒါပေမဲ့နီချန်ကဒီဇိုင်းပိုင်းမှာတော့သူ့ညီမလင်ရှုထုံရဲ့အကူအညီပါဝင်တယ်လို့ရိုးသားစွာပြောတယ်အိမ်ပြန်ရောက်တော့ရန်ရန်လေးကကျောင်းမှာအတန်းဖော်တစ်ယောက်ကသူ့အမေကိုအထင်သေးပြီးစော်ကားပြောဆိုတာကြောင့်ရန်ဖြစ်ခဲ့ရကြောင်းသိရတယ်။နီချန်ကကိုအသုံးမကျတဲ့အမေလိုခံစားရပေမဲ့ရန်ရန်ကတော့အမေကမနက်ကနေညအထိစူးစမ်းပြီးလှပတဲ့အဝတ်တွေချုပ်ပေးတယ်။ဒီလိုအမေမျိုးရတာကကို့အတွက်ကံကောင်းတာလို့ပြန်အားပေးတယ်။သမီးရဲ့စကားကြောင့်နီချန်ကစိတ်တက်ကြွပြီးလမ်းမပေါ်မှာကိုပိုင်အထည်ဆိုင်ကြီးတစ်ဆိုင်ဖွင့်မယ်လို့ဆုံးဖြတ်လိုက်တယ်။မကြာခင်မှာဆိုင်တစ်ဖွင့်ပွဲလုပ်ပြီးမိတ်ဆွေတွေကလည်းအားပေးဖို့လာကြတယ်။နီချန်ရဲ့အဝတ်တွေကဒီဇိုင်းလာပြီးအရန်ရောင်းကောင်းလာတာကြောင့်မနေ့ကထက်အယောင်ပိုတက်လာတယ်ဒါပေမဲ့ပြဿနာတစ်ခုရှိလာတယ်နီချန်နဲ့ရန်ရန်တို့နှစ်ယောက်ကတည်းကအဝတ်အစားတစ်ထည်ချင်းစီကိုလက်နဲ့ချုပ်လုပ်နေရတာကြောင့်အော်ဒါများလာရင်မလိုက်နိုင်တော့ဘူးအဲ့ဒီအချိန်မှာနီချန်ကသူ့ဇာတိရွာမှာအဝတ်ချုပ်ကျွမ်းကျင်တဲ့အမျိုးသမီးတွေရှိတယ်ဆိုပြီးအလုပ်သမားတွေစုဆောင်းဖို့စိတ်ကူးရလာတယ်နောက်ဆုံးနီချန်ကရွာကိုပြန်သွားပြီးအိမ်မှာနေရင်းဝင်ငွေရနိုင်အလုပ်အခွင့်အရေးကိုရွာသူရွာသားတွေထံပြောပြတယ်သူမကရွာထဲကအထည်ချုပ်ကျွမ်းကျင်တဲ့အမျိုးသမီးတွေကိုစုစည်းပြီးဆိုင်အတွက်အဝတ်အစားတွေထုတ်လုပ်ဖို့စီစဉ်လိုက်တယ်